ခင်ခွတ်တော်ရဲ့အလိုတော်လမ်းနဲ့ဘုရားသခင်ရဲ့စီမံထားတဲ့အကြံစီတော်နဲ့လူတွေရဲ့သွားတဲ့လမ်းဟာကွာခြားခြင်းကိုသခင်ခွတ်တော်ကဒီနေ့အဖြေလေးပေးပါအဲ့ဒီအဖြေကဘာလဲဆိုတဲ့အခါကြလို့ရှိရင်လူတွေကတဲ့ဆရာပဲလုပ်ချင်တာတဲ့အစေမခံခြင်းဘူးတဲ့ငါရဲ့အနောက်ကိုလိုက်တဲ့ပုဂ္ဂိုလ်တွေဟာတဲ့အစေခံခြင်းအသက်တာကိုကြိုးစားခြင်းအဖြစ်အဲ့ဒီအစေခံခြင်း၌အောင်မြင်ခြင်းကိုရှာတွေ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုဖော်ပြသွားပါတယ်ဒီအချက်ကလေးကတော့ကျွန်တော်တို့ဘာကိုသတိပေးလဲဆိုတော့တကယ်တော့လူရဲ့ဘဝအသက်တာမှာချစ်ချင်းမြတ်တာနဲ့နှိမ့်ချခြင်းကလွဲပြီးလူတွေကိုနိုင်တဲ့အဆင်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့စိတ်ကလေးဟာဟိုဘက်ဒီဘက်ကလေးပဲပြောင်းလဲခြင်းတိုင်းပြောင်းလဲလို့ရပါတယ်။ဆိုတော့ကိုလှုပ်ခြင်းတဲ့အရာကိုလှုပ်ခွင့်ရနေတာကိုဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတဲ့ကျေးဇူးဖြစ်တယ်ဆိုတာကိုသိမှတ်ဝန်ခံပြီးဘုရားပြောတဲ့အဆုံးအမဖြစ်တဲ့နှိမ့်ချခြင်းနဲ့အစေခံခြင်း၌တာနဲ့ကျွန်တော်တို့ဟာဘဝတ္တတာမှာအောင်မြင်ခြင်းကိုရရှိနိုင်တယ်ဆိုတဲ့ဝင်ရေးတ္တတာလေးကိုဒီနေ့ဝင်ရေးတ္တတာအတွက်လူကထောက်ရွှေရင်းနဲ့ဘုရားသခင်ရဲ့အလိုတော်လမ်းနဲ့ကိုလျှောက်လန်းနေတဲ့ဘဝတ္တတာကိုမြင်တွေ့နိုင်တဲ့အသည့်နဲ့လျှောက်လန်းနိုင်တဲ့ခွန်အားကိုဘုရားသခင်မှာတောင်းခံရအောင်လို့ဖိတ်ခေါ်ပါတယ်အလုံးကျေးဇူးပြုမတ်တရလက်ဆုပန်ကြရအောင်